Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လက်မလွတ်တမ်းတာရောက်ကြည့်ရှုတဲ့နဲ့ရှုပ်ပွဲတစ်ခုကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ Belay Production ကနေပြီးတော့မှစီစဉ်ကျင်းပတဲ့ Rock Hit Show 2025 Rock Guitar Show ပွဲကြီးပဲဖြစ်ပါတယ် Rock Hit Show 2025 Guitar Show ပွဲကြီးကိုစက်တင်ဘာလ21ရက်ညနေ9:00နာရီမှာမင်္ဂလာတီတီဟိုတယ်နေပြီးတော့မှကျင်းပသွားမှာပဲဖြစ်ပါတယ်အဆိုရီကတော့လုံးကြိုက်ကြတယ်နေတက်ကြတယ်ကိုလေးဖြူပြင်မအိတ်ချစ်ဖေဖေစောပိုင်းတို့ပဲဖြစ်ပါတယ်အတန်ပါဝါကောင်းပြီးတော့မှတချင်းဆိုအားလည်းကောင်းတယ်เนาะတချင်းကောင်းတွေကိုပဲဖြောပြသွားမှဖြစ်လို့လက်မလွတ်တန်တွားရောက်ကြည့်ရှုတဲ့ရှိုးပွဲလေးဆိုလို့ရှိရင်လည်းမမားပါဘူးပေါ့เนาะဒါပေမဲ့ first free တော့မဟုတ်ပါဘူးเนาะဝင်ကြည့်ပေးရမှာဖြစ်ပါတယ်ဒီတော့ regular ticket တစ်စောင်ကို9000ကျပ်နဲ့ဝယ်ယူရမှာဖြစ်ပါတယ်လက်မှတ်ကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Belay Production ရဲ့ Facebook page Messenger မှာတွားရောက်ဝယ်ယူနိုင်တယ်လို့ဖုန်းနံပါတ်399663နဲ့399663တို့မှာလည်းဆက်သွယ်မှာယူနိုင်ပါတယ်ဒီဗီဒီယိုကပြတဲ့ယူနေဆိုလို့ရှိရင်တော့ကိုယ်တိုင်တွားရောက်ဝယ်ယူနိုင်တဲ့နေရာတွေရှိပါတယ်အဲ့ဒါဒီကတော့အောင်မြင့်မြတ်ဈေးဆိုင်အောင်မြင့်မြတ်ဈေးဆိုင်3မင်္ဂလာတီတီဟိုတယ် Mr. Ju Bar and Restaurant Brown Bar and Restaurant ဒီမှာကိုယ်တိုင်တွားရောက်ဝယ်ယူနိုင်ပါတယ်ဒီတော့ Rock Guitar ကိုကြိုက်နေတဲ့သူတွေเนาะဒီ Sorority ရဲ့ပရိသတ်တွေအနေနဲ့နော်တရင်တနည်းတွေ့ပြီးတော့မှ live show အရတာကိုလုံးဝ 100% အပြည့်အဝခံစားရမယ့် show ပွဲလေးဖြစ်တာကြောင့်မို့လို့တွားရောက်ကြည့်ရှုကြဖို့အတွက်တိုက်တွန်းအကြံပြုချင်ပါတယ်နောက်ပြီးတော့မှအားရနှစ်သက်စရာကျင်းသက်စရာကောင်းတဲ့ show ပွဲတစ်ခုဖြစ်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye